တက်စီလောကကိုပြောင်းလိုက်မယ် BYD E6 ကတော့ရောက်လာပြီBYD E6 မှာထူးခြားတာက infotainment screen ကပါမလာဘူးဒါပေမဲ့တခြား EV ကားမှာမပါတာတွေကတော့ပါလာတယ်တခုချင်းစီပြောပြမယ်ထိုင်လက်စနဲ့ပဲကားတွင်းကန်းနဲ့စပြီးတော့ပြောအောင်Taxi Grade ဆိုတော့ဒီကားကထိုင်ကုန်နေတော့ကျွန်တော် manual adjustment နဲ့ပဲလုပ်လို့ရတယ်ဒါပေမဲ့ဒီကားအပြင်ကကြည့်ရင်ရှေ့ပေမဲ့ထိုင်ရတဲ့အချိန်မှာတော့ heavy ဖြစ်တဲ့ခံစားချက်မျိုးတော့မရဘူးပေါ့နော်မောင်းတဲ့အချိန်မှာလည်းတက်တောင့်တက်တာရှိရတဲ့ထဲမှာလည်းပါတယ်ကားရဲ့အရှိဘက်ခေါင်းကတော့ပို့ပြီးတော့ရှည်ရယ်ယူရိုကားပုံစံလောက်ထားတာဖြစ်တဲ့အတွက်မောင်းတဲ့အချိန်မှာတော့ပို့ပြီးတော့သတိထားရမယ်တခုထူးခြားတဲ့အချက်ကတော့တကားပေါက်မှာ AC aircon fan ပုံစံလေးလုပ်ပေးထားတော့ရှိရယ်ဒါပေမဲ့အကောင်ကလေတော့မထုတ်ဘူးပေါ့နော် BYD E6 က MPV ပုံစံလောက်ထားဖြစ်တဲ့အတွက် sitting position မှာတော့စိုးရင်စရာမရှိရတော့အမှန်ပဲပေါ့ကျွန်တော်အရှိမထိုင်တဲ့ position အတိုင်းထားထားအောင်မှာအနောက်မှာနေရာအများကြီးကျန်တယ်ပြီးတော့ဒီကားကိုဝယ်ချင်တဲ့လူတွေကြိုက်တဲ့အချက်ကတော့သူ့ရဲ့ဒီနောက်ခန်းပေါ့နော်980လီတာဒီဆန့်တယ် delivery service အတွက် carry delivery van တွေသုံးလို့လည်းရတယ်ဒီ BYD E6 ကလည်းကောင်းတယ်ပေါ့ကားသစ်ဖြစ်နေတဲ့အတွက်ကားသစ်နဲ့လည်းရတယ်ဒါပေမဲ့ back to 85 ရအောင်လည်းလုပ်ပေးထားတယ်အဲ့အကြောင်းကိုလည်းကျွန်တော်ရှင်းပြမယ်ဘာလို့ 85လဲဆိုတော့သူ့ရဲ့ဒီကကာကန်ရှင်ကတော့ infotainment screen ပါမလာဘူးပေါ့နော်မှလည်း black box အတွက်နေရာလည်းပါတယ်ဒါပေမဲ့ဟောင်းလောင်းကြီးနောက်မှလည်း back camera အတွက်လည်းပါတယ်ဟောင်းလောင်းကြီးပြီးတော့ဒီတစ်ခုကတော့ infotainment ကြောင့်တော့မဟုတ်ပြီမဲ့ကား high beam ကိုသုံးတဲ့အခါကျရင်မီးဝါကြီးလင်းလာတယ်ပေါ့ဖက်လူအတွက်ကတော့မီးမစုတော့ဘူးပေါ့ကောင်းတဲ့ချက်တွေမှာပါတော့ပေါ့ဗျပြီးတော့ကျွန်တော်အစပြောခဲ့သလိုပဲ BYD E6 မှာတခြားကားမှာမပ်တွေသူ့မှာပါလာတာကတော့ spare wheel ပါတယ် EV တော်တော်များများမှာကကျွန်တော် weight များရင် key wheel မရောက်နိုင်ပြီမဲ့ BYD E6 မှာကျတော့ battery capacity အနေနဲ့က81 kWh ပါတဲ့အတွက်တခြားကားတွေမလုပ်ရတဲ့အချက်ကိုဒီ BYD E6 မှာလုပ်ရဲပြီးတော့ spare wheel လဲဖို့အတွက်ကျွန်တော်ဒီ reflective triangle wheel မှာကားပြတ်တာပဲဖြစ်ဖြစ် warning sign လုပ်တဲ့ဟာလေးပေါ့တောင်ဆိုင်နေတဲ့ကျွန်တော်ဘာတွေ့လဲဆိုတော့မီးတက်ဆေးဘူးလည်းပါတယ်အဲ့တော့မီးတက်ဆေးဘူးပါဗျာကျွန်တော်တို့ကတခြားကားတွေကိုအချိန်မီကူညီပေးနိုင်တာပေါ့ဘာလို့အချိန်မီကူညီပေးနိုင်လဲဆိုလို့ရှိရင်ဒီကားမှာက AC charging ပါမလားအဲ့တော့ DC charging station တွေမှာပဲအားသွင်းရမှာ E6 က battery capacity အနေနဲ့က71 kWh ပါတဲ့အတွက်ကိုကသူများထက်ပိုပြီးတော့လဲကြာမောင်းလို့ရတယ်အဲ့တော့ကိုကအပြန်သွင်းတဲ့အချိန်မှာဆိုရင်လည်းကိုနဲ့အတူတူအားသွင်းတဲ့ကားတွေပြန်သွားရင်တောင်မှကိုကအပင်ပန်းခံပြီးတော့မောင်းပြီးသားဖြစ်တဲ့အတွက်အားသွင်းနေလဲပို့ပြီးတော့နားလိုက်လို့လည်းရတယ်ပြီးတော့ဒီမှာသုံးပေးထားတဲ့ gear shifter ပေါ့ rotary ကိုသုံးပေးထားလှည့်ပြီးတော့ shift လုပ်ရတဲ့ gear အမျိုးအစားပေါ့နော်ကျွန်တော်ကလက်ရှိမှာ Kia Sportage ကိုစီးနေလူဖြစ်တဲ့အတွက်ဒီကားကိုပြောင်းစီးရဲ့အချိန်မှာတော့တိတ်ပြီးတော့အသားမကျမျိုးတော့မရှိဘူးပုံမှန် gear shifter တွေသုံးနေတဲ့လူတစ်ယောက်အနေနဲ့ဆိုရင်တော့ဒီကောင်တွေကအသားကျဖို့အချိန်ယူရမှာပေါ့နော်ကိုကားမှာဘယ်လို gear shifter တွေကိုသုံးထားတယ်ဘာအတွက်သုံးထားရဲဆိုတာသိချင်တယ်ဆိုလို့ရှိရင် comment မှာ gear shifter လို့မှန်းခဲ့ပေးပါဦး BYD E6 က front wheel drive all wheel drive တော့မဟုတ်တော့ motor တစ်လုံးနဲ့ပဲ motor capacity အနေနဲ့ကတော့100 kW ပါ suspension အနေနဲ့ကတော့ရှေ့မှာ Mafferson Strike ကိုသုံးပေးထားတယ်နောက်မှာကျတော့ Martin suspension ကိုသုံးပေးထားတယ်ဒီ MPV side အနေနဲ့ကိုငိမ့်တာကတော့ကျွန်တော် E6 ကိုပို့ပြီးတော့ကြိုက်တယ်ထွက်ချင်းမှာညီးတန်လိုမျိုးပေါ့နော်အဲ့ဒါက EV တော်တော်များများမှာလည်းကြားရတယ်ကျွန်တော်တကယ်ချင်းတရားကိုမောင်းခိုင်းတဲ့အချိန်မှာကျတော့ဒါအပြင်ကလူကို awareness လုပ်နေတဲ့အချိန်အဲ့ဒီအတန်ကကားထဲကိုရောက်လာတဲ့အချိန်မှာညီးတန်လိုမျိုးလေတိုးတန်လိုမျိုးကြားရတယ်ပေါ့ဒီအတန်ဘယ်ချိန်မှာစပြီးတော့ပျောက်မလဲပေါ့30 km လောက်ရောက်သွားပြီဆိုရင်ဒီတန်စပြီးတော့ပျောက်သွားတယ် road noise ကတော့ပုံမှန်ပါပဲနည်းနည်းလေးရှိတယ်E6 မှာဒါ EV ကားရင်းနဲ့မတူတဲ့အချက်ဖြစ်တဲ့ cluster မဟုတ်တော့ဘဲနဲ့ analog ပုံစံပေါ့နော်ဘယ်ဘက်အချမ်းကတော့ kilowatt ဘလောက်သုံးနေဒီကားမှာဆိုတော့ RPM ပေါ့ညာဘက်ချမ်းမှာကျတော့ kilometer ဘလောက်နဲ့မောင်းနေဆိုတဲ့ဟာမျိုးပေါ့နော် EV ကတော့မောင်းနေပေမဲ့ဒီကား vibe ပေါ့ဗျာ back to 85မျိုးပေါ့ရပါပေါ့မောင်းနေကျွန်တော် used to ပဲဖြစ်တဲ့အချက်တွေ entertainment မပါတဲ့အခါကျတော့ခုနကကားကို parking slot ရဲထွေးချိန်ကျတော့ကိုထိုးနေကြပုံစံတိုင်းပဲဒီနေရာကိုကြည့်လိုက်တဲ့ချိန်ကျတော့ entertainment မရှိမနေဘူးရှိမနေတော့ကင်မရာတက်မလာပါလားဆိုပြီးတော့ကိုယ်စိတ်ထဲမှာထင်တဲ့အချိန်မှာဒီကောမရှိရတဲ့ကျွန်တော်က display လုပ်စရာလည်းမရှိပါတော့ဒီဟာမပါတာကတချင်းနားထောင်လို့မရတဲ့ပြဿနာရယ် back camera ကြည့်လို့မရတဲ့ပြဿနာတချင်းနားထောင်လို့မရတော့ cameraman ကိုပဲတချင်းဆိုခိုင်းလိုက်တော့မယ်တဘောလောက်ဆိုရအောင်ဟိုချင်းနိုင်နေပြောရပါ back ဆုပ်တဲ့အချိန်မှာတော့အဲ့ပြဿနာလေးကနည်းနည်းတော့ကြီးရဲ့ချက်ထဲမှာတော့ပါတယ်ပေါ့နော်ဘယ်လိုလုပ်လို့ရလဲဆိုတဲ့ဟာကိုနောက်ဗီဒီယိုတစ်ခုနဲ့ပြန်လုပ်ပြပေးမယ်21555 R17 94V ကိုသုံးပေးထားပုံမှန်ကားသေးမှာသုံးပေးထားတဲ့ size ကိုပဲသုံးပေးထားဒါပေမဲ့21555ဖြစ်တဲ့အတွက်ဒါပြက်ကပို့ပြီးတော့ကျယ်သွားတယ်ကားက top speed အနေနဲ့က130 160လောက်ထိမောင်းလို့ရတယ်ဆိုပေမဲ့ V အမျိုးအစားရတော့ speed က240 km လောက်ထိမောင်းလို့ရတာရောသုံးပေးထားတဲ့အတွက်ကောင်းတဲ့ချက်တွေမှာလည်းပါတယ်ပေါ့ BYD E6 ရဲ့ wheel base ကကြတော့ 4V ကျော်
တော့ရှိရပေါ့နော်ပုံမှန်တစ်စီအနေနဲ့ဆိုရင်ရှေ့မှာထိုင်တဲ့လူရောအနောက်မှာထိုင်တဲ့လူကတက်တောင့်တက်တာလည်းဖြစ်တယ်ပေါ့အဲ့တော့ BYD E6 ကို online မှာ discuss လုပ်နေကြရဗျာ BYD E2 လောက်သိပြီးတော့မကောင်းဘူးရှိဖြစ်တယ်ဆိုရဲခန်းစားချက်မျိုးရရပြောကြတာပေါ့နော်ကျွန်တော် perspective အနေနဲ့ BYD E2 မှာပါတဲ့ synthetic leather တွေတုံးမိထားတာပေါ့နော်ဒီက MPV မျိုးစားဖြစ်တဲ့အတွက် round aircon ဖြစ်သွားတယ်ဒီကားတစ်စီးလုံးအတွက်ကိုလုံလောက်တဲ့ အေးတဲ့မျိုးလေးရရတဲ့အတွက်အဆင်ပြေတဲ့ထဲမှာလည်းပါတယ်နောက်ခန်း cargo space ကလည်းတော်တော်ကျယ်တယ်ဒါကတော့E2 ထပ်ပို့ပြီးတော့ကျယ်တော့ဟိုကုန်ပစ္စည်းများများကြီးတယ်ပို့တဲ့အခါမှာ cargo space ကိုလိုချင်တဲ့လူတွေဆိုရင်တော့ဒီ E6 ကိုပို့ပြီးတော့ရွေးချယ်တင်တယ် E2 နဲ့တူရဲ့ချက်တွေကတော့တကားတွေကဒီမှန်တင်မှန်ချရတာ auto မဖြစ်တာမျိုးရှိရဲမှန်ကျိုးမှန်ကောင်းမပါဘူး BYD E6 မှာတော့ပါတင်ပါတိုက်တာတော်တော်များများကိုပုံထည့်ပေးတာဖြစ်တဲ့အတွက်အရင်စိတ်ပူစရာမလိုဘူးတော့ကျွန်တော်ကတော့ပြောချင်တယ်အဲ့တော့အချင်းချုပ်အနေနဲ့ BYD E6 အကြောင်းပြောမယ်ဆိုရင်ကျွန်တော်တို့ battery capacity အနေနဲ့က71 kWh ပါတယ် motor capacity အနေနဲ့ကတော့100 kW လောက်ပါတယ် DC နဲ့အားသွင်းမယ်ဆိုရင်တော့20 to 80% ကိုတနာရီဝန်းကျင်လောက်ကြာနိုင်တယ်0 to 100တော့တနာရီခွဲဝန်းကျင်လောက်ကြာနိုင်တယ်ပေါ့နော်ဟိုတကယ်မောင်းလို့ရတဲ့ range ကတော့900 km သွားလို့ရတယ်လို့တော့သူတို့ကပြောထားတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့တွက်ရင်တော့450ကတော့ကျင်းနေရမယ်လို့ထင်တယ်ပေါ့နော် MPV မျိုးစားဖြစ်တဲ့အတွက် passenger တွေကိုတက်တောင့်တက်တာနဲ့သွားလို့ရတဲ့အထက်မှာပါတယ်နောက်ခန်း cargo space ဆိုလည်းတော်တော်ကျဲတဲ့အတွက်ဒီစိတ်သွားကြွတာပဲဖြစ်ဖြစ်တခြားခရီး highway သွားကျင်တာပဲဖြစ်ဖြစ်ဒီကောင်က easy သွားလို့ရတဲ့အထက်မှာလည်းပါတယ်ပြီးခဲ့တဲ့ car show မှာကျွန်တော်စုံစမ်းခဲ့ရတဲ့လောက်ကတော့1390လို့ပြောထားတယ်အဲ့ဒီဈေးနဲ့ BYD E6 ကတန်လားမတန်လားဆိုတာကို comment မှာမှတ်ခဲ့ပေးပါဦးအခုကျွန်တော် BYD E6 အတွက်ကို infotainment သွားတက်တော့မှာပေါ့နော်အဲ့တော့ဒီတော့အတွင်းမှာ BYD E6 ရဲ့အလားကလေးတွေကျွန်တော် review လေးကြည့်ပြီးတော့ပဲခဏလောက်နားလိုက်ပါမယ်ဒါနဲ့ပတ်သက်ပြီးတော့သိနိုင်ဖို့အတွက်တရား order တော့ရှိပါတယ်ဒါအကြောင်းဆုံးဆွေးနွေးခြင်းနေဆိုရင်လည်း Telegram group ရှိရဲနောက်မှတွေ့ရပါ